The belly to set allow bottom about it, no more, no? No. We go on the G out, no? Not only. You got it, go. Sepina, a chicken, a sap, the londo up, Pibade. A general comment ma amimia lade, the londo engineer. Pidder the body lady go, Pianle, Bubiam at the body lady. And you might sade, see sade, Pubia light up the body lady go, Pianle the check now will be on my Pibade. General, let us have Bubian, Umbre that to the Savica, go mu on Pibade, come here. General Siaria, Sia idea, Pioke Buvade. လေးလုံးတို့ငါးလုံးတို့6လုံးတို့ဒီလိုအင်ဂျင်တွေကိုကိုင်းပြီးတော့တစ်လုံးတို့ကိုနိုင်အောင်မကိုင်းနိုင်ဘူးဆိုလို့ရှိရင်တော့ဒါကွက်ကြော်လူလို့ခေါ်ပါတယ်တဲ့ဒါကတော့ကျွန်တော်တို့ဒါတယောက်တယောက်ဆက်စရာတွေနားလည်မှုမလွဲနဲ့ပေါ့နော်တစ်လုံးတို့ကလည်းမင်းကွာတစ်လုံးတို့တစ်လေးပဲဆိုပြီးတော့ short မတွက်ပါနဲ့တစ်လုံးတို့မှာ error ပေါင်းရာနဲ့ရာကျော်ရှိပါတယ်နော်တလုံးတို့မှာရာကျော်ရှိပါတယ်ကျွန်တော်တို့တွေတော်တော်များများကိုဒီတလုံးတွေပတ်သက်ပြီးတော့တော်တော်များများကိုအသေးစိတ်တွေဖတ်ခဲ့ပြီးတော့တွက်ချက်ပြီးတော့ဒီပညာအခြေခံပေါ်မှာတလုံးတို့အခြေခံပေါ်မှာအများကြီးကျွန်တော်တို့တွေလိုက်ခဲ့တာရှိပါတယ်နော်အဲ့တော့တလုံးတို့နဲ့ပတ်သက်ပြီးတော့ဘာတွေဘယ်လိုရှိလဲဆိုတာအကြောင်းကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်နဲ့အချိန်လေးရလို့ပေါ့နော်ကျွန်တော်ဒီတလုံးတို့နဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးတွေကိုတစ်ပတ်တစ်ကြိမ်လောက်နှစ်ကြိမ်လောက်တင်ပြလို့ရအောင်ဆိုပြီးတော့တခါတည်းဗီဒီယိုဖိုင်လေးတွေအခုရိုက်ကူးခြင်းရိုက်ကူးရေးလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီထက်မှာတလုံးတို့နဲ့ပတ်သက်ပြီးတော့ဝါသနာပါတဲ့ညီကိုတွေတလုံးတို့သုံးဆွဲတဲ့ညီကိုတွေပါတယ်ကြည့်ရှုနေကြတဲ့ဟေ့ဆိုလို့ရှိရင်မင်္ဂလာပါကိုမျိုးအောင်လို့တစ်ချက်လောက်နှုတ်ခွန်းလေးဆက်သွားပေးပါဦးเนาะကျွန်တော်တို့ပြီးလို့ရှိရင်like and share လေးလည်းလုပ်သွားပေးကြပါကျွန်တော်တို့ follow လေးလည်းလုပ်သွားဖို့မမေ့နဲ့เนาะဘာလို့ဆိုတော့ကျွန်တော်တင်တဲ့တလုံးတို့နဲ့ပတ်သက်တာတွေလေးလုံးတို့နဲ့ပတ်သက်တာတွေဟာကြတော့ကျွန်တော်တို့ဒီကတလုံးတို့ကအခြေခံသဘောတရားတွေဖြစ်ပါတယ်တလုံးတို့အခြေခံကြက်ကြနိုင်နဲ့သဘောတရားတွေတွက်တက်ချင်းနိုင်လုံးနိုင်ပြင်းနိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးတို့သုံးလုံးတို့လေးလုံးတို့တက်ပြီးပြင်းရမှာအရန်ကြီးခဲရင်မှုမရှိတော့ပါဘူးလို့ကျွန်တော်ကတော့ဒီမှာကနဦးစွာကျွန်တော်တို့စိတ်ခွန်အားစကားလေးအဖြစ်ကျွန်တော်ကပြောလို့ပါတယ်အဲ့ဒါကတော့ဘာလို့ဆိုလို့ရှိရင်ဒီတလုံးတို့ဒါတေချာကျင့်ညက်အောင်တာနိုင်နေအောင်ပြင်နိုင်ကြည့်ပေါ့နော်လေးလုံးတို့မှာကအရန်ကြီးအရန်ကြီးပိုင်းမရှိဘူးဒါပေမဲ့ပန်းတော်စဲပိုင်းနဲ့ဆင်းနေပေါ့နော်တလုံးတို့မှာလည်းနော်စဲပလန်ချာကို short မတွက်ပါနဲ့အများကြီးသူနဲ့ဆက်နွယ်ပြီးတော့နော်စဲပလန်ချာမှာကြောက်တဲ့သဘောတရားလေးတွေဖြူပြလိုက်တဲ့သဘောတရားလေးတွေကအများကြီးသဘောတရားမှာရှိပါတယ်ဒါတွေကိုလည်းကျွန်တော်တို့ကတည်ပြီးသားဖြစ်ပါတယ်အင်ဂျင်ဝိုင်းစားခြင်းရဲ့အထူးပြဿနာကကြတော့ကျွန်တော်တို့ဒီ slip piston rain တွေကြောင့်ဖြစ်ပါတယ်slip piston rain တွေမှာမိမိတို့ဆက်ကအယုံဆွဲတော့ကောင်းနေသူ့ပေမဲ့အင်ဂျင်ဝိုင်းစားနေတယ်ဆိုလို့ရှိရင်ပြန်လဲပြုပြင်စစ်ဆေးဖို့အချိန်လိုအပ်ပါပြီအချိန်ကြာရောက်ပါပြီလို့ပြောချင်ပါတယ်အဲ့တော့ slip နဲ့ piston ကဘယ်လိုကြောင့်ကြားမှာကျွန်တော်တို့ကြားလွတ်တန်ဖို့တွေရှိပြီးတော့စားသွားရတာလဲအင်ဂျင်ဝိုင်းကြီးကြော်ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ slip မှာဒီလိုမျိုးအစင်းကြောင်းတွေဖြစ်နေပြီးနော်အစင်းကြောင်းတွေဖြစ်နေပြီးဖမ်းထားတာအထိတ်တွေဖြစ်နေတဲ့ဟိဆိုလို့ရှိရင်လည်းအင်ဂျင်ဝိုင်းအဲ့ရနဲ့ rain ဘေးရနဲ့နိုင်ရဘေးရနဲ့ကြော်လုံးပြီးတော့မီးလောင်ငန်းနဲ့ရောက်ပြီးတော့ကျွန်တော်တို့မီးလောင်ကျွမ်းသွားတာဖြစ်ပါတယ်အဲ့ကြလို့ရှိရင်အင်ဂျင်ဝိုင်းပြောက်မယ်မီးခိုးဖြူပြလိုက်မယ်အနှဲငယ်ညှော်နှက်ရမယ်ပေါ့နော်အနှဲငယ်ညှော်နှက်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါမီးလောင်ခန်းတဲ့ဘက်ကိုအင်ဂျင်ဝိုင်းတွေကြော်လုံးပြီးတော့ဒါရောက်နေပြီဆိုတာကိုကျွန်တော်တို့သိရှိလို့ရပါတယ်အင်ဂျင်ဝိုင်းကလည်း2ရက်1လီတာ3ရက်1လီတာဒါမှမဟုတ်5 6ရက်1လီတာလောက်ဖြည့်နေရပြီလေဆိုရင်တော့ကျွန်တော်တို့သိကြပြီပေါ့နော်ဒါအင်ဂျင်ဝိုင်းပျောက်ချင်းဖြစ်ပါတယ်အဲ့တော့အင်ဂျင်ဝိုင်းကအဲ့တစ်ခုတည်းနေပျောက်တာလားဆိုမဟုတ်ပါဘူးကျွန်တော်တို့ဒီ slit တွေအသုံးပြုလိုက်တဲ့အချိန်မှာ slit ကဒီဖျားတက်ရောက်တဲ့နေရာတွေမှာအပေါ်အောက်ဒီလိုမျိုးဖျားတက်ရောက်တဲ့ slit piston ဒီဖျားတက်ရောက်တဲ့နေရာတွေမှာလည်းပုတ်တိုက်ပါများပြီးတော့ဘဲဥပုံစံမျိုးလေးတွေဖြစ်သွားတတ်တာကိုတွေ့ရှိရပါတယ်ဒါလုပ်ငန်းအတွေ့အကြုံတွေပေါ့နော်အဲ့ကြလို့ရှိရင်လည်း तू ကအဲ့ရနဲ့အနှဲငယ်အင်ဂျင်ဝိုင်းဝိန်းလွန်ကျွံဖြစ်ပြီးတော့ကြော်ပြီးတော့စားခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပေါ်မှာပေါ့နော် rain ပေါ့နော် rain ကဥပမာ 0.8 ပေါ့နော် 0.8
ဆိုတော့0.80လောက်ပေါ့1 milli လောက်တွေကျွန်တော်တို့ range နေတာဗတ်တွေဟာနေမယ်ဟဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ဘက်ကနေမှrain ပသက်အားတွေဘက်ကနေ engine wine ကိုဒါကြော်တယ်ပေါ့နော်ဟိုဘက်ကိုကြော်ပြီးတော့မီးလောင်ငန်းတွေကိုရောက်ပြီးတော့ engine wine ပျောက်စေပါတယ်နောက်တစ်ခုကကျတော့ဒီ piston slit ကျွန်တော်တို့ဟို original ပါတာရှိတယ်လို့ original မဟုတ်ဘဲနဲ့နောက်မှအသုံးပြုနေမှာခဏတာရနဲ့မှကျွန်တော်တို့ဖြစ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါကတော့ဘာလို့ဆိုလို့ရှိရင်ဒီ slit ကကျွန်တော်တို့ငပြောဘူးပုံစံမျိုးပေါ့နော်အဖျားကတော့ရှူးမယ်တစ်ပဲ site ပေါ့နော်တစ်ပဲ site ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဒီအရင်ဘက်ကကားနေတဲ့ပုံစံမျိုးပေါ့ဒီမှာတိုင်းကြည့်ရင်တော့ကျွန်တော်တို့ဆိုကြပါစို့0.5 လောက်ရှိမယ်ဝရင်းထည့်လိုက်လို့ဝရင်းဝင်ထည့်လိုက်လို့တို့ပေမဲ့အောက်ဖျားဘက်မှာကျတော့ဘဲဥပုံစံဖြစ်သွားတာကိုပေချာမတိုင်းထွာတဲ့လူတွေကျတော့မတိုင်းထွာလည်းကဲလို့ရှိရင်မသိနိုင်ပါဘူးအဲ့တော့တလုံးတို့မှာလည်းအသေးစိတ်တိုင်းထွာဖို့အရေးကြီးတယ်လိုအပ်ပါတယ်တလုံးတို့ကတကယ်စက်ပညာမှာအခြေခံသဘောတရားကြာဆုံးဟိုဆက်ဖြစ်ပါတယ်အဲ့တော့တလုံးတို့မှာလည်းတိုင်းထွာကြပါညီကိုတို့အကြံပြုလိုပါတယ်အဲ့တော့တိုင်းရတဲ့ခါကျတော့ဒီလိုအဝိုင်း site ကလုံးဝအဝိုင်း site အတိအကျဖြစ်နေရမယ်နောက်တစ်ခုကကျွန်တော်တို့အဝိုင်း site ကအဝိုင်းကြအတိအကျမဟုတ်ဘဲနဲ့ဒီလိုမျိုးဘဲဥပုံစံဖြစ်နေတာတော့เนาะဒီလိုမျိုးလေးဘဲဥပုံစံပေါ့ဘဲဥလို့နှစ်ဖက်ချုံဖြစ်နေတတ်ပါတယ်အဲ့လိုမျိုးဖြစ်နေလို့ရှိရင်လည်းအဲ့ဒါအင်ဂျင်ဝိုင်းရဲ့ကြော်လိုက်ပါတယ်မီးလောင်ကန်နဲ့ရောက်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဝရင်းပသက်တွေကဟာတာများနေလို့ရှိရင်လည်း1 milli လောက်တွေ 1.2 လောက်တွေ 1.5 လောက်တွေဖြစ်နေမယ်ဆိုလို့ရှိရင်လည်းမီးလောင်အင်ဂျင်ဝိုင်းကမီးလောင်ကန်တွေကိုကြော်ရောက်ပြီးတော့အင်ဂျင်ဝိုင်းစားခြင်းပျောက်ခြင်းကိုဖြစ်မှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ခုနကလိုမျိုးငပြောဘူးလိုမျိုးခြုံနေပြီဟဲ့ဆိုလို့ရှိရင်လည်းသူကဟိုမှာတော့အပေါ်ရောက်ရင်တော့အဆင်ပြေတယ်အောက်မှာကျတော့ဒီအင်ဂျင်ဝိုင်းနိုင်အောင်ဖြတ်ပက်ထားတဲ့ရောက်ထားတဲ့အင်ဂျင်ဝိုင်းကိုရင်းရအကုန်လုံးစီးပြီးတော့ခတ်ယူမသွားနိုင်ဘူးပေါ့နော်အပေါ်ဘက်ကိုတဲဆောင်ပြီးတွန်းယူသွားတယ်လို့မျိုးဖြစ်မှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်မီးလောင်ကန်းတဲ့ကိုဟိုအင်ဂျင်တွေမီးလောင်ကန်းတဲ့ကိုအင်ဂျင်ဝိုင်းတွေရောက်တော့မှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့အင်ဂျင်ဝိုင်းပျောက်တဲ့လက္ခဏာပေါ့တချို့စက်တွေမှာဆိုကြုံမှုပါတယ်ကျွန်တော်တို့တလုံးတို့တွေမှာကြုံမှုတယ်လေးလုံးတို့တွေမှာကြုံမှုတယ်နော်အင်ဂျင်ဝိုင်းဒီစလစ်ကနဲ့လိုက်တဲ့ပြဿနာပေါ့အင်ဂျင်ဝိုင်းစလစ်ကနဲ့လိုက်ပြီးတော့မြန်မြန်လေးလိုက်ပြီးရောဘယ်မှာသွားပြီးတော့ပြဿနာရှာလဲဟိဆိုလို့ရှိရင်တွေ့ရလဲဟိဆိုလို့ရှိရင်အေဇောအဝိုင်းနဲ့မှကျွန်တော်တို့အင်ဂျင်ဝိုင်းကြီးထွက်တာပေါ့နော်အေဇောကအင်ဂျင်ဝိုင်းထွက်တာအင်ဂျင်ဝိုင်းထွက်တာမှာ2မျိုးရှိပါတယ်ဒီဇယ်ထွက်တာနဲ့အင်ဂျင်ဝိုင်းထွက်တာဆိုပြီးတော့ကျွန်တော်2မျိုးရှိပါတယ်တေချာလေးသုံးသပ်ဖို့တေချာလေးဆုံးဖြတ်ဖို့လိုအပ်ပါတယ်တေချာလေးကိုင်းကြည့်ပြီးတော့နန်းကြည့်ဖို့လိုအပ်တယ်ဒါအင်ဂျင်ဝိုင်းလားပြည့်ချွတ်ရှိတာလားရုံမတန်တရားဖြစ်တတ်ပါတယ်အဲ့ဒါကိုလည်းတော်တော်အလေးထားဖို့လိုအပ်ပါတယ်ရုံမတန်တရားမဖြစ်အောင်ကျွန်တော်တို့တေချာလေးစစ်ပြီးမှအင်ဂျင်ဝိုင်းလိုက်တယ်ဟိဆိုလို့ရှိရင်ဘယ်လိုဟာအရာတွေလိုက်လဲဆိုလို့ရှိရင်အဓိကကျွန်တော်တို့ဒီက rain နဲ့ slate နိုင်ရကြတွေကအဓိကပို့လိုက်တာကိုတွေ့ရပါတယ်အဲ့ကြလို့ရှိရင်ကျွန်တော်တို့ဒီမှာငပြောဘူးလိုမျိုးဘဲဟုတ်ချုံနေတဲ့အတွက်ကြောင့်ငပြောဘူးလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီထိတ်ကကျွန်တော်တို့ရှူနေမယ်ဒီကောက်ကကားလက်ကားပြီးရောအပေါ်ကို Princeton တက်တိုင်းမှာဒီနိုင်ငံဘက်က slate နိုင်ငံဘက်ကနေအင်ဂျင်ဝိုင်းကိုပသွားပြီးတော့မီးလောင်ကန်းထဲမှာအကုန်မလောင်နိုင်တာပေါ့နော်မီးလောင်ကန်းထဲမှာအကုန်မလောင်ပြစ်ဖဲနဲ့ကျွန်တော်တို့ဟိုအေဇောဘာနဲ့ပြန်ပြီးတော့ဟိုအေဇောပေါက်မီးလောင်ပေါက်ကွက်တဲ့အချိန်မှာအေဇောဘာနဲ့ထွက်လာခြင်းဖြစ်ပါတယ်အဲ့တော့တလုံးလုံးမှာကကျေပြန့်ပါတယ်အများကြီးပဲတလုံးလုံးနဲ့ပတ်သက်တဲ့အဖြူပြပြောက်တဲ့ဖြူပြဖြစ်တဲ့ပြဿနာတွေမိခိုးအရှင်းဖြစ်တဲ့ပြဿနာတွေဖြစ်ပါတယ်အဲ့ဒါမျိုးတွေကိုလည်းနောက်မှာကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်အသေးစိတ်ထပ်ပြီးတော့မျှဝေတင်သွားပေးဖို့အစီအစဉ်ရှိပါတယ်မျှဝေလို့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုတဲ့ညီကိုများကတကယ်လို့တလုံးလုံးဝါသနာပါတယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဟို like and share လေးနဲ့ follow လေးလုပ်သွားပြီเนาะအဲ့တော့ဒီမှာကကြတော့ဟိုနောက်ထပ်တစ်ခုရှိပါတယ်ရေငတ်တဲ့ပြဿနာပေါ့ရေငတ်တဲ့ပြဿနာဆိုတာကဘာလဲဆိုလို့ရှိရင်တချို့ကအင်ဂျင်ကိုအသစ်ကင်ထားတယ် slate business မဲ့အသစ်ပဲရှိသေးတယ်original မှာတဲ့ဟာကိုလည်းအဲ့လိုမျိုး site တွေလာတာရှိတယ်เนาะကျွန်တော်တို့ဟိုမှာဘော်လင်းထိုးတွေကအားနေချက်ရှိခဲ့တာတွေကိုတွေ့ရတယ်သို့ပေမဲ့နောက်မှဖြစ်သွားတာတွေလည်းတွေ့ရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နောက်မှဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကတလုံးတို့ကဒီလိုမျိုးရှိတော့အပေါ်မှာကရေတိုင်ရှိတယ်အဲ့ရေတိုင်ကိုကအမောမမှန်နဲ့မေးမောင်းမိတာမျိုးတို့ရေလဲမပေးဘဲနဲ့မေးမောင်းမိတာမျိုးဆိုလို့ရှိရင် तू အပူလွန်ခဲ့သွားတာเนาะအပူလွန်ခဲ့တဲ့အချိန်ဖြစ်ပြီးတော့အပူချိန်အရန်မြင့်လာတဲ့အချိန်မှာ तू ကဒီစလစ်ကနာသွားခြင်းဖြစ်ပါတယ်စလစ်နာလဲနာပြီးတော့ဒီရှေခန်းနေကြတော့ तू ကဒီလိုပောက်ကွဲတဲ့အချိန်မှာဘယ်ညာခတ်လဲခတ်တယ်ဒါမှမဟုတ်လို့ရှိရင်ဆွဲချိတ်သွားတာတွေဝရိုင်းနေဆွဲခုတ်သွားတာတွေအစင်းချောင်းတွေအထစ်တွေဒါမှမဟုတ်ရင် तू အပူလွန်ခဲ့ပြီးတော့ဒီစလစ်အရန်ပွားသွားတာတွေပင်စတင်ကျုံသွားတာတွေပင်စတင်နဲ့ဒီစလစ်နဲ့ဒီ rain ကွင်းရဲ့ဒီလို clear ကြားလွတ်တန်ဖိုးတွေရှိပါတယ်ဒီလိုနေရာမှာကြားလွတ်တန်ဖိုးတွေရှိပါတယ်ပြီးတော့ရှိရင်ဒီလိုဖျား2ယောက်နေရွက်နေရာမှာကြားလွတ်တန်ဖိုးတွေရှိပါတယ်အဲကြားလွတ်တန်ဖိုးတွေက
သူတိုင်းတာသူရှိတင်ရှိတဲ့ဂျာလွတ်တန်မိုးတွေကျေဟသွားလို့ရှိရင်လည်းကျွန်တော်တို့ဒီကနဲ့အင်ဂျင်ဝိုင်းကလိုက်လာတာဖြစ်ပါတယ်ဒါတော့အင်ဂျင်ဝိုင်းလိုက်တဲ့ပြဿနာပေါ့နော်ဒါတလုံးတိုးကစ၄၅၈လုံးတိုးထိဒီပြဿနာမျိုးကိုဟိုတွေ့ရှိရနိုင်ပါတယ်တွေ့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဟိုလိုက်လာပြီးဖြစ်ဆိုလို့ရှိရင်တေချာလေးဂရုစိုက်ပြီးတော့ပြုပြင်ဖို့လိုအပ်တယ်အင်ဂျင်ဝိုင်းစလာပြီးဆိုဘယ်ဟာစတာလဲဆိုပြီးတော့ကျွန်တော်တို့အသေးစိတ်အမြင့်ဆုံးပြုပြင်ပါနောက်ဗီဒီယိုတွေဖိုင်နေမှာပြန်လဲဆုံးတွေ့ကြမယ်ညီကိုတို့အားလုံးကိုကျေးဇူးတင်ပါတယ်